ရှောင်းမီရိုဖုန်းလေးကိုကိုင်ထားတဲ့သူတိုင်းတရုတ်ထီထားတဲ့အချက်၃ချက်ပထမဆုံးတစ်ခုအနေနဲ့ကတော့ကိုဖုန်းမော်ဒယ်ကပါလဲကိုဖုန်းမော်ဒယ်ဘာရှင်းကဘယ်လောက်ရောက်နေပြီလဲနောက်ပြီးတော့ဘယ်လို SoC ကိုသုံးပေးထားလဲဆိုတာကိုအသေးစိတ်ကြည့်ချင်တယ်ဆိုရင်အရင်ဆုံး setting လေးတဲ့ဝင်ဒီမှာရှိတဲ့ my device ဒါမှမဟုတ်တချို့သူတွေကအပေါက်ဖုန်းဆိုပြီးပေါ်တယ်ပေါ့နော်ဒီမှာဖုန်းမှာတော့ my device လေးတဲ့ဝင်အဲ့ဒါဆိုရင်တော့ဒီမှာညီမဆိုရင် Xiaomi CP3 ဆိုရင် CP3 လို့ပေါ်တယ်ဒီမှာ256ဆိုရင်256ပေါ့နော် OS version အနေနဲ့ဒါလေးပေါ်ပါတယ်အထက်အသေးစိတ်ပို့သိချင်တယ်ဆိုရင်တော့ညီမဒီမှာဒီရှိရဲ့ detail influence page လေးတွေကိုဝင်ပြရပါမယ်ရှင်အဲ့ဆိုရင်တော့ SoC အနေနဲ့ဘာတွေသုံးပေးထားလဲ RAM ဘယ်လောက်ဒီပိုင်းလေးကပါလဲ OS version ဘယ်လောက် Android version ဘယ်လောက်ဆိုတာကိုကြည့်လို့ရပါတယ်ရှင်ဒုတိယတစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့ဖုန်းမှာတင်းလှလှလေးတွေ AOT လှလှလေးတွေနဲ့ fingerprint လေးတွေကိုတနေရာထဲမှာစိတ်ကြိုက် customize လုပ်ချင်တယ်ဆိုရင်ညီမတို့ setting ထဲမှာရှိရဲ့ personalization လေးတွေကိုဝင်ပြီးတော့ညီမတို့ AOT ချင်းချင်တယ်ဆိုရင်တော့ AOT လေးထဲမှာဝင်ချင်းလို့ရပါတယ်တင်းလေးတွေပြောင်းချင်တယ်ဆိုရင်တော့ဒီမှာတင်းလေးထဲမှာဝင်ပြောင်းလို့ရပါတယ်ရှင်ဖောင်လေးတွေပြောင်းချင်တယ်ဆိုရင်လည်းဒီထဲမှာဝင်ပြောင်းလို့ရပါတယ်ညီမတို့ fingerprint လေးပြောင်းချင်တယ်ဆိုရင်လည်းဒီထဲမှာအဆုံးရှိရပေါ့နော်တခါလေးဝင်ပြောင်းလို့ရပါတယ်ရှင်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုချစ်သူကိုကြီးစားကကိုနဲ့စိတ်ဆိုးပြီးတော့ကိုဖုန်းကိုဘလော့ထားရဲဆိုရင်တကယ်ချင်းတယောက်ရဲ့ဖုန်းနဲ့သူ့ရှိကိုဖုန်းဆက်ပြီးတော့စိတ်ဆိုးပြည့်ရဲ့အထိထုတ်လိုက်ပါနော်အားလုံးပဲဒီနေ့လေးကတော့အစီအမံလေးလုပ်ပြလိုက်ပါရနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်ကြည့်ကြမယ်အားလုံးပဲတတန်